ထွန်းမြန် ဒီနေ့ကတော့ ဗျာ အားလုံးကိုပဲကူရွာရွှေမုတ်ထောဖျားကိုခေါ်သွားမယ်ဗျာဘုရားဖူးခေါ်သွားမယ်ဗျာလူကြီးမင်းတို့ထဲနိုင်ငံရောက်နေတဲ့လူတွေရောပေါ့ဗျာကိုရွာရဲ့ဖျားတင်ကြရဖျားကိုလိုက်ဖူးကြအောင်ဖျားဖူးခေါ်သွားမယ်အကုန်လုံး